ဟုတ်ကဲ့ပါရှင်စကိုင်းကိုတင်ပေးပါဆိုတော့ပေါ့နော်ကျမကအခုဆိုရင်ကျမကိုလာပြောတယ်ပေါ့နော်ကျမဗီဒီယိုတစ်ပုတ်ပထမဆုံးစတင်ပေးလိုက်တယ်ပေါ့နော်ဆိုတော့အခုကျမရတဲ့သတင်းကိုပြပြမယ်နိုင်ငံတကာအကူအညီကအခုဆိုရင်မလေးကူညီတယ်ထိုင်းဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်ဗီယက်နမ်ဖိလစ်ပင်လည်းလာပြီးအင်ဒိုနီးရှားလည်းလာတယ်အိန္ဒိယဆိုရင်အရန်ကိုလေးစားဖို့ကောင်းတယ်ကိုယ့်ရဲ့လှုပ်ဖို့ကောင်းကမှာအိန္ဒိယကိုတွေ့ရင်အရန်ကျေးဇူးတင်တယ်လို့ပြောနော်အိန္ဒိယဆိုရင်လေရင်ကြီးတွေနဲ့အကြီးကြီးတွေနဲ့လာတာအိန္ဒိယလာတယ်ဂျပန်လာပြီးအခုရုရှားလာတယ် USA UK ဂျာမနီဩစတြေးလျကျမတီးတဲ့လောက်ပေါ့နော်နိုင်ငံတကာအကုန်လုံးကကူညီနေတယ်ပေါ့နော်ဆိုတော့ကျမတို့ရဲ့စကားစားတော့မအားပါဘူးရှင်သူ့ရဲ့လေရင်တွေအကုန်လုံးကတော့သူတို့ကဘုံကျဲဖို့အတွက်ပဲတီးတန်းထုတ်ထားတဲ့လေရင်တွေဖြစ်တဲ့အတွက်ဘုံကျဲနေပါတယ်မအားဘူးကျမတို့ရဲ့ဒီဟာကတော့မအားဘူးပေါ့နော်ဆိုတော့နိုင်ငံတကာရဲ့အကူအညီတွေအကုန်လုံးကတော့ကျမတို့စီမှာရှိပါတယ်ကျမကဒီဗီဒီယိုကိုအင်္ဂလိပ် translate နဲ့ပြန်มาဖြစ်တဲ့အတွက်အားလုံးကိုကျမကလေတလုံးချင်းကိုဖြည်းဖြည်းချင်းနဲ့မှန်မှန်ပြောပါမယ်ဒီအောက်မှာမန်းနဲ့ comment တွေအားလုံးဒီလဲနိုင်ငံတကာမြင်စေချင်ပါတယ်အဲ့တော့ခါကျတော့ကျမကလေဒါတွေအခုလို့ကျမပြောပြနေရအခုကလေဘယ်ဒီသားတွေမှာဘလို့လိုအပ်နေရဲဆိုတဲ့ဟာတွေကိုကျမကိုချက်ပေါက်မှာလာပြောပေးတဲ့ဟာတွေအမကြီးဒီဟာတော့ပြောပေးပါအောင်ဆိုလို့ကျမပြောပေးပါမယ်ရှင်ကျမဗီဒီယိုတစ်ပုတ်စတင်နေအဲ့ဒါကစကိုင်းနဲ့ပတ်သက်တဲ့သတင်းပြီးတော့ထိုင်ဝမ်ကဟုတ်ပြီဟောင်ကောင်နဲ့ထိုင်ဝမ်ပေါ့နော်ထိုင်ဝမ်ကတရုတ်မကူညီခင်ကတည်းကသူတို့ကူညီမယ်ဆိုပြီးပြောထားတယ်မြန်မာအစိုးရဒီသူတို့ဟောင်ကောင်ဒေါ်လာ10 million လားမသိဘူးလက်ခံလိုက်တယ်ကျမမေ့ကုန်ပြီငွေကြီးတွေဘယ်လောက်လှူတယ်ဆိုတာပေါ့နော်ဒါပေမဲ့လူကိုလက်မခံပါဘူးရှင်ဟောက်ကထိုင်ဝမ်ကအရန်ကိုကြိုးစားတယ်ပြီးတော့နောက်တဲ့သတင်းတစ်ခုရှိသေးတယ်အဲ့သတင်းကဘာလဲဆိုတော့ဒီဟာကပေါ့နော်တဲ့ဒီသတင်းတွေအကုန်လုံးကထိုင်ဝမ်ကတဲ့တန်တမန်ဆက်ဆံရေးမရှိတဲ့အတွက်ကြောင့်မလို့ तू ကလာကူညီတိုင်းကူညီလို့မရဘူးပေါ့နော်ဆိုတော့ကျမတို့ကတရုတ်နဲ့အရန်ကိုနီးစပ်တဲ့ပုံစံဖြစ်တဲ့အတွက်ထိုင်ဝမ်ကလာကူမယ်ဆိုပြီးထိုင်ဝမ်သတင်းတွေရောနော်စင်ကာပူကဖော်ပြတယ်အဲ့ဒါတွေရောသူတို့လာကူလို့မရဘူးဆိုတော့ထိုင်ဝမ်ကိုပတ်စံတော့လက်ခံလိုက်တယ်လူတွေကိုတော့ဟိုးတော့ခဏနားပါအောင်ဆိုပြီးအဲ့လိုပြောလိုက်တယ်ပြီးတော့ထိုင်ဝမ်မှမဟုတ်ဘူးတဲ့ဒါကမြန်မာက international ရုံးမှာအလုပ်လုပ်တဲ့ comment ကိုဖတ်ပြမယ်ထိုင်ဝမ်မှမဟုတ်ဘူးလာကူတဲ့အဖွဲ့လိုက်ဂျပန်ဆိုရင်လည်း9ယောက်ပဲကူခွင့်ပေးတယ်9ယောက်ပဲမြန်မာနိုင်ငံထဲကိုဝင်ခွင့်ပေးတယ်ကိုရီးယားတွေဆိုလည်းလာကူညီတယ်အခုထိဝင်လို့မရသေးဘူးအဓိကတချို့နိုင်ငံတွေကဒီအစိုးရနဲ့ဒီစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လို sporting လုပ်ခဲ့တဲ့နိုင်ငံတွေဆိုရင်အဝင်အထွက်မကောင်းဘူးထိုင်ဝမ်ကလာကိုတဲ့သူတွေကိုလေဆိပ်ကနေမှ custom ကနေတယောက်ကိုဒေါ်လာ90စီလဲတောင်းလိုက်သေးတယ်တဲ့လုံးဝအရှက်မရှိဘူးတဲ့ပြောပြအောင်မယ်ထိုင်ဝမ်စီကအကူအညီမယူလို့မရတဲ့ policy ကလည်းတဲ့ရှိတယ်တဲ့အဲ့ဒါအကုန်လုံးကလည်းပေါ့နော်ရှိတယ်ထိုင်ဝမ်ကပေါ့နော်ဦးနုလက်ထက်ကလေးကအောင်ဆန်းစုကြည်နဲ့ဒေါအောင်ဆန်းစုကြည်ရောအပါအဝင်စာချုပ်တွေချုပ်ထားတဲ့နိုင်ငံရေးရတဲ့အရင်ကိုရှုပ်ထွေးသွားတယ်ကျမတို့နဲ့မဆိုင်ဘူးအဲ့တော့ထိုင်ဝမ်ကိုလာကူညီတာကိုကျမတို့လက်မခံဘူးတခြားပတ်လည်နိုင်ငံတွေအကုန်လုံးနှီးပါကျမတို့လာကူညီပါတယ်ဘယ်လူရီဆိုတဲ့နိုင်ငံရောပါတယ်ပေါ့နော်ဆိုတော့ကျမမေ့သွားခဲ့တဲ့နိုင်ငံတွေရှိတယ်ဆိုရင်လည်း sorry ပါဆိုတော့အဲ့နိုင်ငံတွေလာကူညီinternational aid medical aid နေအားလုံးကို I really thanks for that အဲ့ဒါရယ်ပြီးတော့ခါကြတော့အဲ့မှာဘယ်ဒေတာတွေကလိုရလဲကျမကအဲ့တော့စကိုင်းအတွက်ကိုပဲဟုတ်ပါတယ်စကိုင်းကြီးရွာလေးတရွာကနေစပြီးစရေးကြီးရွာကနေစလိုက်တဲ့စကိုင်းပြက်ရွှေကအလဲကိုထိမှန်တာကမန္တလေးကိုအထိအများဆုံးပါ 7.7 magnitude ကမန္တလေးကိုထိတယ်လမ်းတစ်လျှောက်ငလင်ကျော်လမ်းတစ်လျှောက်မှာနေပြီးတော့ပြင်မနာပျော်ပွဲပကိုးအင်းဝအဲ့ဟာတွေကထိတဲ့ဇုံတွေအထိအများဆုံးဒီထိချက်အများဆုံးစီစကိုင်းကအကူညီမဲ့နေတာကဘာလို့လဲဆိုတော့စစ်မှတ်တွေဖြစ်ပွားခဲ့တဲ့ကျမတို့ပြည်တွင်းစစ်တွေကြောင့်စကိုင်းကိုအဆောင်အကျက်တွေစစ်တပ်တွေကကာယံထားတယ်လွယ်နဲ့ဝင်လို့မရဘူးစကိုင်းမှာဆိုရေအစားတော့ဓာတ်ပေါ်တွေတဲဖို့ဟာတွေဘာတစ်ခုမှကိုအလွယ်တကူမရနိုင်ဘူးဝင်လို့ခွက်လို့လည်းခွက်တယ်လမ်းမဆက်တရေးတွေလည်းဝင်လို့ထွက်လို့လည်းမလွယ်ဘူးဒီတိုင်းထဲကိုစကိုင်းတိုင်းထဲကိုဝင်မိုးထွက်ဖို့လည်းတော်တော်မလွယ်ဘူးအဆောင်ကျက်အစစ်ဆေးတွေရှိတယ်ပြီးတော့လမ်းတွေကလည်းပြက်နေတယ်ကရိန်းတွေလည်းမရှိဘူးရေကလမ်းကနေတဆင်မဲ့ကူညီရတယ်အားနဲ့ချက်တွေအများကြီးရှိတယ်ဆိုတော့ခါကျတော့လူဒီငလျင်ဖြစ်တာက9မိနစ်10မိနစ်30အတွင်းမိမဲ့ပြိုကျလာတဲ့ဒဏ်တွေနဲ့
အချိန်မီအကူကြီးရောက်မလာနိုင်တဲ့အကြောင်းမလို့မတည်တင်မဲ့တည်ရတဲ့လူတွေများတယ်ဆိုတော့တည်ပြီးတော့အခုငလင်းလှုပ်ပြီးတော့4ရက်နိုင်60ကျော်တဲ့အခါမှာအသက်ရှင်နိုင်ခြင်းကနည်းတယ်လို့နိုင်ငံတကာကသုံးသပ်ထားတယ်ဆိုတော့ဟုတ်ပြီ dead body တွေကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေလည်းရှိတယ်ဆိုတော့အဲ့ဗီဒီယိုကိုနောက်မဲ့တစ်ခုမှဆက်မယ်ဆိုတော့ဟုတ်ပြီအမကြီးပြေးမနာမှာရောကျမကတဲ့စကိုင်းအတွက်ပဲ speed out လုပ်ပေးတယ်ဆိုတော့မဟုတ်ပါဘူးတဲ့ပြည်မနာမှာလည်းအပြက်စီးရှိတယ်အခုမန္တလေးမှာဆိုရင်ဒီကွန်ဒိုပြိုကျတာကိုအရန်ကိုအာရုံ focus နေတဲ့အချိန်မှာအမရဘူရအရန်ကိုလိုအပ်နေတယ်ရေတွေရောအစားတောက်တွေရောအိမ်တွေကလူတွေမထွက်ရသေးတာတွေရောအများကြီးပဲအမရဘူရပျော်ပွဲနေပြီးတော့ပြည်မနာစကိုင်းအခြေအနေလုံးဝမန္တလေးပဲကိုအဲ့ဒါတွေကလုံးဝငလျင် strike ထိသွားတဲ့နေရာတွေပါ main shot တွေထိသွားတဲ့နေရာတွေပါဆိုတော့အမရဘူရရက်ကိုကျမကပြောပြပါတယ်အမရဘူရမှာလုံးဝတိုက်တွေပြိုကျနေတာတွေကိုလုံးဝကိုကူထုတ်မရတဲ့ဟာတွေရှိသေးတယ်စားဖို့တောက်ဖို့တွေလည်းပြက်လက်နေတယ်အနံ့တွေလည်းထွက်နေတယ်ပေါ့နော်ဒီ dead body ရဲ့အနံ့တွေလည်းထွက်နေတယ်လို့သတင်းရထားပါတယ်ဆိုတော့အဲ့သတင်းလေးကိုကြီးညာပေးလိုက်ပါတယ်ရှင်ပြီးတော့ကျမကလေမြစည်းမရဲ့သတင်းဌာနမှာလူပျောက်တာတင်တို့ထဲမှာသစုံတယောက်ကပေါ့နော်သစုံတယောက်ဆက်သွယ်လို့မရနိုင်ဘူးဆိုရင်မြစည်းမရဲ့ဖုန်းနံပါတ်ကိုပေးပါမယ်အဲ့ဖုန်းနံပါတ်ကိုတွားပြီးတော့သတင်းအကြောင်းကြားပါရှင်မြစည်းမမီဒီယာရဲ့ဖုန်းနံပါတ်ကိုယူထားပါရှင် +420 +42060861688အဲ့ဒါကမြစည်းမသတင်းဌာနအဲ့မှာလူပျောက်ကိုကြီးညာပေးပါတယ်ဆိုတော့သူတို့တကယ်လို့မိသားစုနဲ့အဆော့တယ်မရတဲ့သူများမြစည်းမဌာနကသတင်းဌာနကိုသွားပြီး Viber မှာကျမကိုယ်တိုင်လည်းမိသားစု2စု3စုသူများအခုညီတောင်းလို့ကျမသွားပြောထားပါတယ်ဖုန်းနံပါတ်ကိုတစ်ချက်ပြန်ပြောပြပါမယ် +42060861688အဲ့ဒီဖုန်းနံပါတ်ကို Viber ကနေတဆင့်ကျမပြောထားသလိုပေါ့နော်ကိုပတ်ဝန်းကျင်ကိုမိသားစုပျောက်ခဲ့တယ်ဘဲမှာပျောက်တယ်ဘဲအိမ်မှာပျောက်တယ်ဘလို့အခြေအနေဖြစ်တယ်ဆိုတာလူပျောက်ကြီးညာလို့ရပါတယ်အခမဲ့သူတို့က Facebook ပေါ်မှာတင်ပေးပါတယ်ဆိုတော့တင့်ပတ်ဝန်းကျင်မှာကိုတငယ်ချင်းတွေထဲမှာလူပျောက်ခဲ့တော့ရှိတော့ရောက်ပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်အဲ့ဒါတစ်ချက်ပြီးရင်ငလင်ဖြစ်ပြီးရဲဆိုရင်အခုဒီဗီဒီယိုဒီပေါ့နော်စကိုင်းအတွက်ကိုလည်းရည်ရွယ်တယ်လို့အမရဘူရပျော်ပွဲပြင်မနာအဲ့ဒီဟာတွေမှာလဲပေါ့နော်အခုညီတွေကဖြန့်ပြီးတော့သွားနေတယ်အခုဝမ်းသားစရာသတင်းတွေလည်းရှိတယ်အခုညီလေးတွေအမ K9 အပါဝင်ပေါ့နော်ခွေးကလေးတွေပေါ့နော်အနံ့ခံခွေးတွေ scan ဖတ်ပြီးတော့တရုတ်က scan ဖတ်ပြီးတော့တိုက်တာတွေကို scan ဖတ်ပြီးကြည့်ပြီးတော့အဲ့လိုကူညီတဲ့အခါမှာလူအရှင်လိုက်တွေ့ရလည်းရှိတယ် dead body တွေ့ရလည်းရှိတယ်အဲ့တော့ခါကျတော့ဒါဝမ်းသားစရာသတင်းမှရှင်ကျမဒါတွေတွေ့တဲ့ဟာကိုကျမတီးတဲ့ဟာတွေအကုန်လုံးကိုပြလိုက်ပါတယ်နောက်ထပ်ဗီဒီယိုတွေ3-5 ပုတ်ရှိအောင်မယ်ရှင်အားလုံးပဲတီးခန့်ပြီးကြည့်ပေးကြပါနော်